ရတယ်စုပြုတ်စိတ်စုပြုတ်လေးကိုခုလိုနန်းပြားလေးနဲ့တပွဲမှာ2000ပဲပေးရတယ်မစိုးဘူးပေါ့နော်တပွဲမှာ2000နဲ့1000လေးအားလုံးပဲမင်္ဂလာပါရှင်မေဘူးတင်းညောင်ဘလော့ကနေကြိုဆိုပါရရှင်မေရပေါ့နော်ဒီရက်ပိုင်းလေးနည်းနည်းလေးပေါ့နော်အလုံးများတော့အေးပြက်တာရောအေးပတ်တာရောဆိုတော့လေချောင်းတွေနားပြီးတော့ပေါ့နော်တိတ်ပြီးတော့နေမရှိမှုဖြစ်နေတာအဲ့မှာမေရပေါ့နော်နည်းနည်းလေးအားရင်လေးကြည့်အောင်လို့ဒီဇူးဇူးလေးဆိုရဲဆိုင်မှာစိတ်စုပြုတ်နဲ့မြေကျရုပ်စုပြုတ်တာတောက်တယ်ဖြစ်ပါရဲ့ရှင်ဒီဇူးဇူးလေးဆိုင်မှာပေါ့နော်စိတ်စုပြုတ်ကိုနောက်ထပ်တစ်မျိုးပေါ့နော်ဘယ်လိုပြောမလို့ပလာတာနဲ့မဟုတ်ဘဲနဲ့စိတ်စုပြုတ်ကိုပေါ့နော်တစ်မျိုးစားတဲ့ဟာလေးရှိရဲ့ဟာလေးနဲ့စားမယ်ဆိုတာမင်းနဲ့တူတူလိုက်ကြည့်လိုက်ကြအောင်နော်ကိုင်းမေရပေါ့နော်ဒီဇူးဇူးလေးစိတ်စုပြုတ်ဆိုင်မှာပေါ့နော်မေရစိတ်စုပြုတ်ရဲ့ပြီးတော့ကြတော့ကြက်စုပြုတ်ကလေးရဲ့ပေါ့နော်နောက်တော့ဓာန်ပေါက်လေးရဲ့မေရမှာစားလိုက်ရဖြစ်ပါရဲ့ရှင်ဒါကတော့ဒါကြက်စုပြုတ်ပါဆယ်လေးပေါ့နော်ပြီးတော့မေရအောင်မြင်သူဒီအထောင်းဆိုင်ရရင်ပြောင်းမှုထောင်းလေးရဲ့နောက်တော့ကြတော့မိုးဘက်ထောင်းလေးရဲ့ပြီးတော့သမောသီထောင်းလေးရဲ့နောက်ကကြတော့ပြောင်းမှုလက်ဖက်တုပ်လေးရဲ့မှားထားလိုက်ပါတယ်ရှင်မေရတော့ဒီအထောင်းထဲမှာပေါ့နော်ပြောင်းမှုထောင်းလေးကိုအရန်ကြိုက်ဆုံးပဲပေါ့နော်ပြီးတော့အထောင်းတွေအကုန်လုံးကလည်းတပွဲမှာ2000ရင်းဆိုတော်တော်လေးတန်တယ်ပေါ့နော်မေရတော့ဒါစိတ်စုပြုတ်ကိုပွဲကြီးတပွဲ9000တန်လေးကိုမှာစားလိုက်ပါရဲ့ရှင်စိတ်စုပြုတ်ကတော့ပွဲကြီး9000နဲ့ပွဲသီး3500ဆိုပြီးတော့2မျိုးခွဲထားပါတယ်ရှင်စိတ်စုပြုတ်ကူလေးရတယ်စုပြုတ်ကိုင်းခုမေရပေါ့နော်ဒီဇူးဇူးလေးဆိုင်မှာစိတ်ရုပ်စုပြုတ်ကိုခုလိုမျိုးပေါ့နော်နန်းပြားနဲ့မေရစားပါမယ်ဖြစ်ပါရဲ့ရှင်စိတ်ရုပ်စုပြုတ်ကိုတော့မေရဘယ်လိုပြောမလို့ထက်တရနဲ့ပဲစားဘူးပါပေါ့နော်ဒါမဲ့ဒီမှာစိတ်ရုပ်စုပြုတ်ကိုနန်းပြားလေးနဲ့ရပါတယ်ရှင်နောက်တော့ဇူးဇူးလေးဆိုင်မှာပေါ့နော်ဓာန်ပေါက်ဆိုလဲစက်သားတစ်ထုံးပါတယ်ပေါ့နော်စက်သားတစ်ထုံးနဲ့မှာဓာန်ပေါက်တစ်ပွဲကို3000ကျပ်ပါရှစ်ဒီလိုအလွတ်ဆိုရင်တော့ဓာန်ပေါက်တစ်ပွဲကို2000ကျပ်ပဲပေးရပါတယ်ရှင်။ခိုင်းခုဒီဇူးဇူးလေးဆိုင်မှာပေါ့နော်ဒါစိတ်ရိုးစုပြုတ်ကိုပွဲကြီးကိုတစ်ပွဲကို9000ကျပ်ပဲပေးရပါတယ်ရှင်။ပြီးတော့ကြတော့ဒါဇူးဇူးဆိုင်မှာပေါ့နော်စိတ်ရိုးစုပြုတ်ခုလိုမျိုးရာသီဥတုအကူပြောင်းနေချင်မှာနေမကောင်းနေချင်ရင်ဒီလိုစိတ်ရိုးစုပြုတ်လေးစိတ်ရိုးစုပြုတ်လေးတောက်လို့ရပါတယ်ပေါ့နော်။ဒါကတော့စိတ်ရိုးစုပြုတ်ကတော့ပွဲကြီးကိုတစ်ပွဲကို3500ကျပ်ပါရှင်။ပြီးတော့ဟိုဘက်ပေါ့နော်ဇူးဇူးလေးနဲ့မြင်နေချင်းဆိုင်မှာရတယ်အောင်မြင်သူဆိုင်ရရင်မေကအချောင်းလေးတွေမှာထားပါတော့ဒါကတော့သမောသီထောင်းပါရှင်အားကြတော့မုတ်ဘက်ထောင်းပါရှင်ဒါကတော့မေအရန်ကြိုက်တယ်ပေါ့နော်အထောင်းထဲမှာအကြိုက်ဆုံးလေးပြောင်းမှုထောင်းပဲဖြစ်ပါရဲ့ရှင်ကိုင်းခုမေကတော့မေမှာထားလေးတစ်ခုချင်းစီမိတ်ဆက်ပြီးသွားပြီဆိုတော့မေစပြီးတော့စားလိုက်မယ်ပေါ့နော်ဒီမှာမေကတော့ဒီဓာန်ပေါက်ကပေါ့နော်တပွဲကိုတစ်တုံးပါတယ်မေကတတုံးနဲ့မဝလို့ပေါ့နော်ထပ်ပြီးတော့တတုံး1000လုံးနဲ့2တုံးထပ်ပြီးတော့မှာထားပေါ့နော်အပေါ်2တုံးလေးဒါဒီဆိုင်ရပေါ့နော်ဓာန်ပေါက်ကိုစက်သားနဲ့အပြင်စိတ်သားလေးနဲ့လည်းရသေးရဲ့အခုမေရပေါ့နော်နောက်တော့ဒီဆိုင်မှာပေါ့စက်သားနဲ့အပြင်စိတ်သားနဲ့လည်းရသေးရဲ့ဓာန်ပေါက်ကိုလေစိတ်သားနဲ့ကျတော့တပွဲကို4500မေကတော့ဒီနေ့စိတ်စုပ်ပြုတ်တောက်ထားရတဲ့ကြောက်ပေါ့နော်စိတ်သားနဲ့မဆောင်စက်သားလေးနဲ့ဟုတ်နော်တပွဲကို3000မဆုံးတန်းနေကောင်းတယ်မဆုံးအသားလေးလည်းဣနာခုလေချောင်းနာနေတဲ့အချိန်မှာပေါ့နော်ဒီလိုချက်စုပ်ပြုတ်လေးနဲ့ဆိုတော့ share ပဲလုံးဝကောင်းတာချုံးတယ်ခုလိုရာသီနဲ့နေမကောင်းတဲ့ကျန်နေပြန်တော့လုံးဝအားရှိဒီပန်းနည်းနည်းလေးပေါ့နော်အလုပ်လေးများနေရောအစားတောက်လည်းပြက်အေးလည်းပြက်တော့ဘာမှအဲ့လိုမစားချင်ခုလိုစိတ်ရိုးစုပ်ပြုတ်လေးလို့စိတ်ရိုးစုပ်ပြုတ်လေးနဲ့တောက်လိုက်လုံးဝထင်းပြီးအားရှိဒါအေးပြေးလေးနေကအမောင်းမှာတော့အေးပြေးလေးရှင်ဆက်စားခြင်းလို့ရမှုတော့ကောင်းဒီဇူးဇူးလေးမှာလေငါဓာတ်မောက်ရမသိဘူးသေဦးစုပြုတ်ရပဲတည်ပြတ်သွားလေသေဦးစုပြုတ်ကျဲစုပြုတ်ပြင်စမ်းပြုတ်ပါရတယ်ကျလားဆိုင်ပြုတ်ပါရသေးရပါတော့သူကဓာတ်မောက်လေးစားပြီးသွားတယ်ဆိုတော့စိတ်စုပြုတ်လေးကိုခုလိုနန်းပြားလေးနဲ့စားကြည့်မယ်ဒီဆိုင်မှာပေါ့နော်စိတ်စုပြုတ်ကိုနန်းပြားနဲ့ရတာမင်းကမသိဘူးပြင်းနေကမေးဧည့်သည်တယောက်ကဒီမှာစားတာတွေ့ခဲ့ညမှာညနေပွဲကြီးရွယ်မှာလားလို့စေရုပ်စုပ်ကိုလေဘာပြောတော့တက်တရားနဲ့မစားဘူးပေါ့နော်ဒီလိုနန်းများနဲ့မစားဘူးစေရုပ်တို့စင်စီရိုးတွေအားရှိမဲ့ရိုးတွေပဲ
လောက်ဤစံနေအောင်လို့လေလက်နဲ့ဖဲ့တဲ့နဲ့ကိုအယူကကျွတ်တယ်အဲ့လောက်ကိုဤရကျေပဲငံချက်ယူရင်စေယူလေးလေးတိုင်တတလေးလည်းလုံးဝအစ်ဆက်နူးညာတော့အမေစိတ်ဆုပ်ပြုတ်တော့ပြီးတော့ဆိုတော့ခုကမုတ်ပတ်ထောင်းလေးစားမယ်ပေါ့နော်ဒီကချင်းချင်းဆက်ဆက်မုတ်ပတ်ထောင်းလေးစားမယ်အောင်မြင်သူအထောင်းဆိုင်ရပေါ့နော်ဒါအောင်မြင်သူထောင်းဆိုင်ရမုတ်ပတ်ထောင်းလေးတပွဲမှာ2000ပဲပေးရတယ်မစိုးဘူးပေါ့နော်တပွဲမှာ2000တန်းအထောင်းလေးအများကြီးပဲအဲစားပါအောင်ရှင်ရပါတယ်မစိုးဟုတ်ဒါသမောသီးတောင်းသမောသီးတောင်းကသူကကြတော့ချစ်တာလေးရတယ်နုံနုံလေးတွေပေါ့နော်ဘယ်လိုပြောတချို့ဆိုရင်မွန်ကြီးတုတ်တုတ်ကြီးချစ်တာဒါသူကကြနုံနုံလေးချစ်တာမစိုးဘူးကောင်းတယ်ကိုချင်ငါကရတာလေးမျိုးပြေးပါကောင်းပြီးတော့ကြောက်တောင်လေဒီဆိုင်မှာရကြောက်တောင်လေ6မှ900ရဟုတ်ကြီးရတိုင်သားချီလောက်မယ်ရတာဘယ်လိုရှိရကောင်းတယ်အမွေးမေဝယ်စားအနေနဲ့ဒီရဝယ်စားရတာပုံစံမျိုးမဟုတ်ဘူးနည်းနည်းလေးကွဲလွန်ဘာရအသားလေးမှမလို့အမွေးနဲ့စားလို့ကောင်းတယ်တောက်ကြောက်ကြောတော့တစည်းမှ1000နဲ့ပေါ့နော်။အဲ့မှာကစားတယ်နှီးကြောတော့နှင်းလေးနဲ့ကြောထားအဲ့ဒါတော့နည်းနည်းကျုပ်ပို့လို့လေကျွတ်ကျွတ်ဆိုပိုကောင်းအစပ်ဒီကောင်းတယ်အပြောင်းလို့ဖက်တော့လေဒါပေမဲ့သူကတပွဲကို3000မစိုးဘူးဒါပေမဲ့သူကမနေတူချောက်ပြောပါသေးတယ်တပွဲ3000နဲ့ဒီပြောင်းလို့ဖက်တော့ကလေလက်ဖက်ချင်ဆက်ကိုလောက်တာမဟုတ်ဘူးပြောင်းမှုလက်ဖက်တော့ကလေးကလေဘယ်လိုပြောချင်းဆက်ဆက်ပေါ့နော် remake ချင်းဆက်လက်ဖက်တုပ်တွေကိုတုတ်တာမဟုတ်ဘဲနဲ့လက်ဖက်အခါပေါ့နော်လက်ဖက်အကောင်းကိုနှက်ပြီးတော့တုတ်တာရတာလေလုံးဝလေလက်ဖက်ရဲ့ချင်းဆက်ရတာမဟုတ်ဘဲနဲ့လက်ဖက်ကားလေးနဲ့လေတောင်မှုဒီလိုတုတ်တာလေးနဲ့လို့တော်တော်စားလို့ကောင်းတယ်ဟိုပေါ့ချင်းဆက်ဆက်ကြိုက်တဲ့လူကတော့ဒီလက်ဖက်တုတ်တဲ့ထဲမှာတော့ချင်းဆက်ဆက်လေးလို့ပြောပြီးပေါ့နော်ဒါပေမဲ့နေရာတော့ဒီတိုင်းလေးကြိုက်တယ်လက်ဖက်ကားကိုနှက်ပြီးတော့တောင်မှုတုတ်တာဒီတောင်မှုလက်ဖက်တုတ်တာလို့ပို့ကြိုက်တယ်တိုင်းဆက်ပြီးတော့စားလိုက်အောင်မယ်။အဲ့တော့ကိုကညနေပိုင်းဆိုတာနည်းနည်းလေးအဲ့ကြတယ်။ချားလူတွေကစားဖို့စောင့်နေဆိုတော့လေကိုကြောင့်သူများအနောက်ရှက်ဖြစ်သွားမှကြောက်လို့ပေါ့နော်။အဲ့မေးရဘလော်လေးကိုဒီနားမှာပဲဆုံးသက်လိုက်မယ်နော်။ဟောမေးနေရဒီဆိုင်လေးရဲ့ဆိုင်လေးစာလေးရပေါ့နော်။ဒီသူစုလေးဆိုရဲ့စိတ်စုပြုတ်ဆိုင်ရဲ့ဆိုင်လေးစာလေးကတော့မေးကိုညာဦးမြို့ညာသေးတဲ့လမ်းမပေါ်မှာထိတ်ညာသေးတဲ့လမ်းမဒီပေါ့နော်လမ်းထိတ်တက်မှာရှိတယ်ရွှေပြည်နန်းရဲ့အနောက်ဘက်ပေါ့နော်ရွှေပြည်နန်းအနောက်ဘက်ကရဲ့ဒီလမ်းထိတ်တက်မှာရှိတယ်ပေါ့နော်ညာသေးတဲ့လမ်းထိတ်တက်မှာရှိရဲ့သူစုလေးဆိုရဲ့စိတ်စုပြုတ်ဆိုင်လေးပဲဖြစ်ပါရဲ့ရှင်ပြီးတော့သူစုလေးနဲ့မြေတဲ့ချင်းဆိုင်မှာရှိရဲ့အောင်မြင်သူဆိုရဲ့အထောင်းလေးဆိုင်လေးမှာလည်းဝင်ပြီးတော့စားချင်တော့ခုမေးစားတာအောင်မြင်သူထောင်းဆိုင်လေးကထောင်းရတာရဲ့အကုန်လုံးပဲတကယ်ကိုကောင်းပါလေရှင်အခုမြေဘလော်လေးကိုအမှပဲဆုံးသက်လိုက်မယ်နော်နောက်မေးသွားပြီးတော့ဘာစားဆိုင်စားအောင်လဲဘလိုမျိုးစားတော့လေးစားအောင်လဲဆိုတာဆက်လက်ပြီးတော့ဆောင်းမျိုးအပေးကြည့်ရှုဖို့အောင်ရှင်နောက်မေးဘလော်လေးမှာပြန်လဲဆိုသေးကြမယ်နော်အားလုံးပဲတတာ